တီးရေးနဲ့နော်အာဘီချင်တာဖြစ်ပါတယ်ဟုတ်ပြီဒီနေ့အတွင်းလုံးတော့ပတ်တော့စာလံတစ်အခုပြောတော့စာလံအပိုင်းနဲ့တစ်ကနေ6ချက်ဖြစ်ပါတယ်စာလံနံပါတ်1မတရားတော့သူတို့ဒီတိုက်တွန်းရှင်တို့မလိုက်လူစုတို့ဒီလမ်းတွေမရက်မနီမချီမဲမြင်ပြုတော့သူတို့ဒီအစည်းအဝေးနိုင်မထိုင်ထာဝရဘုရားဤတရားတော်၌မွေ့လျော်၍တရားတော်ကိုနိညမကစင်ချင်းအောက်မိတော်သူဒီမင်္ဂလာရှိ၏အကြောင်းမူကားသူတို့ဒီမြစ်နာမှာစိုက်တဲ့မိမိအချင်းတာမအတီးကိုတီး၍အရွက်မငြုံနွမ်းတတ်တော်ပင်တဲ့သူ၏ပြုလေတပြတော်၌အောင်လင်းတည်းမတရားတော်သူတို့မူကားခြုံပြဲလို့မဟုတ်လေတိုက်၍လွင့်တော်ဖွင့်တဲ့သူကြ၏သူကြောင့်တရားဆုံးဖြတ်ရာဆုံးဖြတ်တော်မူရာကာလ၌မတရားတော်သူတို့ဒီမတီမနေရချကြောင့်မတော်သူတို့ဒီအပေါင်းအတင်းစေတို့လူစုတို့ဒီမဝင်ကြအကြောင်းမူကားကြောင့်မတော်သူတို့ဒီလမ်းကိုထာဝရဘုရားတိကျွမ်းတော်မူ၏မတရားတော်သူတို့ဒီလမ်းကြီးနဲ့ဆုံးရှုံးခြင်းတို့ရောက်ရလိမ့်တည်းအတော်လူကပတ်တော်ဒီအရောက်တိုင်းကျွမ်းချတဲ့ကောင်းချီးပေးပါစေအာမင်ဒီလိုကပတ်တော်ကိုစင်ချင်တဲ့အခါမှာခဏကြားဖို့တဲ့နှုတ်ကပတ်တော်ဖြစ်တယ်။နော်အလွတ်လဲဆိုခိုင်းရင်အားလုံးဆိုနိုင်မှာဖြစ်ပါတယ်။အဲ့ဒီထဲမှာမှအကြောင်းအရာနှစ်ခုလောက်နဲ့ဒီနေ့အတူတကွဆင်ခြင်ဖို့ရဖြစ်ပါတယ်။ဒီနေရာချင်းမှာကြည့်တဲ့အခါမှာမင်္ဂလာရှိတော်သူနဲ့မင်္ဂလာမရှိတော်သူအတ္တတာဆိုပြီးတော့တွေ့နိုင်မှာဖြစ်ပါတယ်။အင်္ဂလိပ်လိုက blessed manမင်္ဂလာရှိတော်သူလို့တတ်မှာပြောရပါတယ်ဒါဆိုကျွန်တော်တို့ဘုရားသခင်ကိုတည်ကျွမ်းပြီးတော့ခရိယာလို့ခေါ်တဲ့လူကြီးသူတို့ခေါ်တဲ့တဲ့ကျွန်တော်တို့ကိုစင်ချင်တဲ့အခါမှာမင်္ဂလာရှိတော်သူလို့ကိုဘယ်လိုမြင်တယ်ကိုမင်္ဂလာရှိတော်သူလို့ခံယူသလားကောင်းချီးခံစားတယ်လို့ကိုခံယူသလားအပြင်ပန်းအပြင်ကြည့်မယ်ဆိုရင်တော့ဟာငါကောင်းချီးမခံစားဘူးငါသူ့လောက်အစင်မပြေဘူးလို့ထင်ကောင်းထင်တယ်တချို့ကြတော့လေငွေကြီးမှာအစင်ပြေပေမဲ့အစင်ပြေတဲ့သူတို့ကကောင်းချီးမင်္ဂလာခံစားနေလို့ကျွန်တော်တို့ဒီမျက်စိနဲ့ကြည့်တဲ့အခါမှာနော်ပြောနိုင်တဲ့အခြေအနေတွေရှိတယ်ဒီနေ့နှုတ်ကပတ်တော်ကမင်္ဂလာရှိတော်သူဆိုတဲ့ပုံကိုယ်တွေဟာဘယ်လိုမျိုးနဲ့ဘယ်လိုကောင်းချီးမင်္ဂလာရှိတယ်မင်္ဂလာရှိတော်ပုံကိုဘယ်လိုဖြစ်တယ်လဲဆိုတာကျမ်းစာအပြင်ကြည့်တဲ့အခါမှာယူရှင်းစွာယူလေးနဲ့ရှင်းလေးနဲ့ဒီနေ့ကျွန်တော်တို့စာလံတစ်ကိုကြည့်တဲ့အခါမှာအနည်းငယ်စင်ကြင်ပြီးတော့ဒီချာနားလည်နိုင်မှာဖြစ်ပါတယ်ဒါဆိုရင် meaning of blessကောင်းချီးမင်္ဂလာခံစားတော်သူမင်္ဂလာဆိုတဲ့အဓိပ္ပာယ်ကောင်းချီးကတမျိုးမင်္ဂလာကောင်းချီးချက်မင်္ဂလာကပို့ပြီးတော့နော်နည်းတယ်ကောင်းချီးဆိုတာကဥပမာငွေကြီးတကူပူရှင်ရမယ်အလုပ်စင်ပြီးမယ်ဒါလေးကောင်းချီးတစ်ပါးဖြစ်တယ်ဒါပေမဲ့တစ်ခါမှာအဲ့ဒီကောင်းချီးမင်္ဂလာမဖြစ်ဘူးကျမ်းစာကပြောတဲ့အရာကမင်္ဂလာရှိတော်သူမင်္ဂလာဆိုတဲ့အဓိပ္ပာယ်ထဲမှာကြည့်တဲ့အခါမှာနံပါတ်1ဘာကိုဆိုလိုတယ်လဲဆိုတော့မင်္ဂလာဆိုတဲ့နော် blessed ဆိုတဲ့စကားလုံးထဲမှာမြန်မာလိုပြောမယ်ဆိုမင်္ဂလာဆိုတဲ့စကားလုံးထဲမှာနံပါတ်1ပါဝင်တဲ့အရာတစ်ခုကပါလဲဆိုတော့ happy ပျော်ရွှင်ခြင်းဖြစ်တယ်ဝမ်းမြောက်ခြင်းဖြစ်တယ်ပြီးရင် joyful happy ဆိုတာကအရာတစ်ခုကိုရပြီးတော့ပျော်တာမျိုးနော်အရာတစ်ခုကိုရတဲ့အားမျိုးအဲ့ဒါ happy လို့ခေါ်တယ် joyful ဆိုတာက happy တဲ့တာရင်းနဲ့အတွင်းနှလုံးသားချင်းကနေဝမ်းမြောက်ခြင်းနှလုံးသားတွေကစစ်မှန်တဲ့ဝမ်းမြောက်ခြင်းအဲ့ဒီစစ်မှန်တဲ့ဝမ်းမြောက်ခြင်းဆိုတာကပတ်စံအများကြီးနော်ငွေတွေအများကြီးရှိလို့ပျော်ရွှင်တာမျိုးမဟုတ်ဘူးမရှိပေမဲ့သူများလိုမချမ်းသာပေမဲ့နှလုံးသားထဲကနေဝမ်းမြောက်တတ်တဲ့နှလုံးသားပျော်ရွှင်ခြင်းလို့ခေါ်ပါတယ်အာမင်ပြီးရင်ဖယားသခင်ရဲ့မျက်နှာသာခံစားခြင်းအဲ့ဒါတော်တော်လေးအရေးကြီးတယ်ဖယားသခင်ရဲ့မျက်နှာသာခံစားတော့သူဟာမင်္ဂလာရှိတော်သူဖြစ်တယ်ဟာလေလုယာဒီနေ့ကျွန်တော်ရဲ့တက်တာလေးမှာမင်္ဂလာရှိတော်သူဖြစ်ဖို့ရအတွက်
ဖယားသခင်ရဲ့မျက်နှာသာပေးခြင်းမင်္ဂလာထဲမှာပါပါလေဖယားသခင်ရဲ့မျက်နှာသာရခြင်းဆိုတာဖယားသခင်ကဘယ်အရာပေါ်မှာနော်လူတွေရဲ့အခြေအနေပေါ်မှာဘယ်အရာကိုကြည့်ပြီးတော့ဘုရားသခင်ကမျက်နှာသာပေးတယ်လေရှိတဲ့အခါမှာလူတွေကတော့နော်အပေါ်ယံကြည့်မယ်အစင်းတရံတွေကြည့်မယ်နော်လှုပ်ဆောင်နိုင်စွမ်းတွေကြည့်မယ်ဒါလူတွေရဲ့အမြင်ဒါပေမဲ့လေဘုရားသခင်ကလူတယောက်မှာနော်မျက်နှာသာပေးလောက်တဲ့အသက်တာမျိုးဟာကျင်ပန်းတရာလှုပ်ဆောင်ခြင်းတွေကနေဘုရားသခင်ကမတတ်မှတ်ဘဲနဲ့အရွယ်နှလုံးသားထဲကနေနော်ချက်ပေါ်လာတဲ့အရာပေါ်မှာဘုရားသခင်ကမျက်နှာသာခံစားစေတာဖြစ်တယ်။ဒါရှင်နာမတော်တာ၍ဘုန်းကြီးပါစေ။ဒါဆိုရင်ဒီနေ့ကျွန်တော်ဟာဘုရားသခင်မျက်နှာသာရတော့သူဖြစ်တယ်လား။ဘုရားသခင်ရဲ့မျက်နှာသာရခြင်းဆိုတဲ့အရာတစ်ခုကိုပြန်ဆင်ခြင်တဲ့အခါမှာအပြင်ပန်းတရံအပြင်ကျွန်တော်တို့ပြောလို့မရဘူးအဒရက်နှလုံးသားထဲကနေတင်ဘယ်လိုစက်ကပ်တယ်ဖယားပေးတဲ့အရာကျဲမှာတင်ဘယ်လောက်ထိတစ္ဆာရှိတယ်ဖယားကနှလုံးသားထဲကနေဘယ်လောက်ထိချစ်တယ်ဖယားအပေါ်မှာတင်ဘယ်လောက်ထိတစ္ဆာရှိတယ်ဆိုတဲ့အရာပေါ်မှာဖယားကနော်လူချင်းဖြစ်ပြီးမဲ့စားရရောက်လာချင်းဖြစ်ပြီးမဲ့စက်ကပ်ချင်းပါဝင်ချင်းအတူတူဖြစ်ပြီးမဲ့မျက်နှာသာရတာချင်းမဖြစ်ဘူးအဲ့ဒါတော့တင်မဲ့ကျွန်တော်တွေလည်းဘုရားသခင်ရဲ့မျက်နှာသာရတော်သူဖြစ်ဖို့အမှန်တမ်းအရေးကြီးတယ်ဘုရားသခင်မျက်နှာသာရတော်သူဟာမင်္ဂလာရှိတော်သူဖြစ်တယ်ဟာလေလုယာအာမင်ဟာလေလုယာအာမင်တဲ့တာထဲမှာအမှန်တမ်းအရေးကြီးတဲ့အရာဖြစ်ပါတယ်ဟုတ်ပြီဒါဆိုရင် blessed man ဆိုပြီးတော့မင်္ဂလာရှိတော်သူဖြစ်နိုင်ဖို့ရတဲ့ကျမ်းစာတွေကအချက်၃ချက်ပြောပါတယ်ပရမတ်ချက်ကပါလဲဆိုတော့မတရားတော့သူတို့ဤတိုက်တွန်းခြင်းတို့မလိုက်မတရားတော့သူတို့ဤတိုက်တွန်းခြင်းတို့မလိုက်ဆိုတဲ့အရာကပါလဲဆိုတော့မတရားတော့သူဆိုတာကမယုံကြည်သူတွေကိုလုပ်ချင်တာဖြစ်ပါတယ်ယုံကြည်သူဖြစ်တဲ့နဲ့မယုံကြည်သူတွေရဲ့တိုက်တွန်းခြင်းတွေမှာတချို့ကပါသွားတယ်ဖယားသားသမီးဖြစ်နေတဲ့ဖယားသားသမီးမဖြစ်ပြီးတဲ့သူတွေတိုက်တွန်းခြင်းအကြောင်းမလုပ်တဲ့ဘူးဖယားကြောင့်မသွားတဲ့ရပါတယ်စသဖြင့်အဲ့ဒါလေးကိုမတရားတော့သူတို့ဒီတိုက်တွန်းခြင်းထဲမှာမပါတော့သူဟာနော်မင်္ဂလာရှိခြင်းရဲ့နံပါတ်1ချက်ဖြစ်ပါတယ်ဟာလေလုယာအာမင်တချို့ကဖယားသားဖြစ်နေတဲ့ဖယားသားမဟုတ်တဲ့လောကီသားတွေရဲ့နော်နောက်ဒီလူလိုက်ပြီးတော့လောကီသားတွေရဲ့နော်အကြံပေးခြင်းတွေမှာသွားပြီးတော့တမန်တရားနဲ့ဝေးသွားတော့ယုံကြည်သူတွေအများကြီးရှိတယ်အဲ့ဒါကြောင့်အဲ့ဒီသူဟာဖယားသားဖြစ်နေတဲ့ခရစ်တော်အားဖြင့်ယုံကြည်ခြင်းတော်ကြောင့်ယုံကြည်ခြင်းအားဖြင့်ကယ်တင်ခြင်းတော်ပိုင်ဆိုင်တော်တဲ့အတ္တတာထဲမှာမင်္ဂလာမရှိနိုင်ဘူး။ဘာဖြစ်လို့လဲ။မယုံကြည်သူတွေမတရားသောသူတွေရဲ့တိုက်တွန်းခြင်းထဲမှာပဲသွားတဲ့အခါမှာဘုရားသခင်ကိုဝေးသွားတယ်။မယုံကြည်သူတွေရဲ့တိုက်တွန်းခြင်းဟာတမန်တရားလားဘယ်တော့မှမဖြစ်နိုင်ဘူး။နော်ဘုရားသခင်နဲ့ဝေးသွားတဲ့လမ်းနေတဲ့သူတို့ကတိုက်တွန်းပြီးတော့အကြံပေးမှဖြစ်တယ်။ဒီနေ့တင်တဲ့ကျွန်တော်ကအမြဲတမ်းအကြံပေးပြီးတော့တိုက်တွန်းတဲ့သူကဘယ်လိုပုံစံမျိုးနဲ့တိုက်တွန်းတယ်လဲဒါလည်းကျွန်တော်တို့စင်ချင်နှလုံးသွင်းတတ်ဖို့နော်အမှန်တမ်းအရေးကြီးတယ်နံပါတ်2လူစုလို့ပြီးလမ်းတွေမရက်မနေလူစုလို့ပြီးလမ်းတွေမရက်မနေဆိုတဲ့ရာကို definition တစ်ခုပြန်ပြီးမယ်ဆိုရင်လောကီမပြောင်းလဲတော့သူတွေရဲ့အချင်းစာရိတအတိုင်းအသက်ရှင်ခြင်းအင်္ဂလိပ်လို standing in the way of sinner အပိတ္တမတရားတော့သူနဲ့အတူတူထိုင်တယ်ဆိုလိုတဲ့သဘောကမယုံကြည်သူတွေရဲ့အပိတ္တတွေရဲ့ကျင့်ကြံလောက်ဆောင်ခြင်းပြုမှုခြင်းနဲ့အတူတူသူနဲ့ရောပြီးတော့ပါသွားတာသူတို့နဲ့မထူးမခြားပဲအဲ့ဒါကြောင့်တစ်ခါမှာယုံကြည်သူဖြစ်နေတယ်နော်ကျွန်တော်တို့ရဲ့မယုံကြည်တော်သူကဲတော့နော်
ကျင့်စာရိတ္တတွေကမပြောင်းလဲဘူးယုံမယုံကြည်တော့သူတွေနဲ့အတူတူဖြစ်တတ်တယ်အဲ့ဒါကြောင့်ယုံကြည်သူဆိုတာကယေရှုခရစ်တော်ကိုယုံကြည်လက်ခံတဲ့အခါမှာလူဟောင်းကိုထားခဲ့ပြီးတော့အတိတ်တော်လူဖြစ်ချင်းဖြစ်တယ်မယုံကြည်သူနော်မကောင်းတဲ့အကျင့်စာရိတ္တကနေယေရှုခရစ်တော်ကိုလက်ခံလာတဲ့အခါမှာနော်ကောင်းသောအကျင့်နဲ့ကျင့်လည်ဖို့ရန်ဖြစ်တယ်ဆိုတာလေးနဲ့စင်ကြင်ဖို့ရန်လည်းဖြစ်ပါတယ်အဲ့ဒါကြောင့်လူစုတော်ကြီးလမ်းတွေမရက်မနေအပိတာမယုံကြည်တော့သူတယောက်ကဲတော့အသက်ရှင်ခြင်းကျဲကနေဒီကနေ့ကျွန်တော်တို့ကနော်အဲ့ဒီသူတို့တွေနဲ့မရောတော့ဘူးမပေါင်းတဲ့ဘူးသူတို့ကျင့်ပြီးအတိုင်းသူတို့ပြောဆိုခြင်းအတိုင်းမပြောဘူးရန်စံစာကကျွန်တော်တို့ကိုတားမြစ်တာဖြစ်ပါတယ်အဲ့ဒါကြောင့်လူစုတော်ကြီးလမ်းတွေမရက်မနေတော့သူဟာနော်မင်္ဂလာရှိခြင်းရဲ့ဒုတိယအချက်ဖြစ်ပါတယ်ယုံကြည်သူဖြစ်ရဲ့နဲ့ယေရှုခရစ်တော်ကိုမိမိကယ်တင်ပါရှင်အဖြစ်ယုံကြည်လက်ခံရဲ့နဲ့မယုံကြည်သူတယောက်ကဲတော့ပဲတွာလာနေအသက်တာထဲမှာမင်္ဂလာမဖြစ်ဘူးကောင်းခြင်းမဖြစ်ဘူးကျေးဇူးတော်ကြောင့်တော့ကယ်တင်ခြင်းရကောင်းရမယ်ဒါပေမဲ့အသက်တာထဲမှာမင်္ဂလာရှိတော့အသက်တာမဖြစ်နိုင်ဘူးဘာပဲလို့မအောင်မြင်နိုင်ဘူးဘာပဲလို့ရှုံချင်းနေအလုံးလုံးရင်နဲ့ပတ်စံတော့ရတယ်ဒါပေမဲ့မလုံလောက်ဘူးကျိုးစားတဲ့လောက်မအောင်မြင်ဘူးမရဘူးဆိုတာကအသက်တာထဲမှာမင်္ဂလာမရှိတဲ့အသက်တာဖြစ်တယ်မင်္ဂလာရှိတော့အသက်တာနေလုံတီအရာပေါ်မှာကိုလုံတာထက်နော်ဖယားဖွင့်ပြီးတဲ့လမ်းထဲမှာရောက်သွားတဲ့အခါမှာအလိုလိုရေးတဲ့ကောင်းချီးတွေရှိလာတယ်လမ်းတွေပွင့်လာတယ်နော်မချစ်တော့အောင်လမ်းတွေပွင့်လာတဲ့အခါမှာဝမ်းတော်ချင်းရှိတယ်ငြိမ်သက်ချင်းရှိတယ်ဖျက်ခင်ရဲ့မေတ္တာရလာတဲ့အခါမှာအလိုလိုနေရေးတဲ့နော်မင်္ဂလာရှိတော်သူဖြစ်လာတယ်အာမင်ဟာလေလုယာအာမင်နောက်တစ်ခုကိုပြန်ကြည့်တဲ့အခါမှာမချစ်တဲ့မြေပြုတ်တော်သူတို့ရဲ့အစင်းအဝေးနိုင်တဲ့ထိုင်ဒီနေ့ဖယားသခင်ဖတ်သိရှင်နဲ့ဖယားသခင်တောင်းမှနော်မတိပဲနဲ့ဖယားသခင်ကိုကိုစမလို့ဘူးစံနေနေတော့စမလို့ဘူးဖယားသခင်ကိုဂယုမဆိုင်တဲ့တူရီနဲ့အမြဲတမ်းပေါင်းပေါ်ခြင်းဟာမချစ်ပဲမြေပြုတ်တော်သူတို့ရဲ့အစည်းအဝေးနဲ့ထိုင်ခြင်းလို့ခေါ်ပါတယ်တချို့ကဘုရားကိုပြောမဆိုင်ဘူးတိတော့တိတယ်ဘုရားကြောင့်တက်ဖို့တော့မှတန်ဖို့မထားဘူးဘုရားကိုွယ်ဖို့ဆိုတန်ဖို့မထားဘူးသူတူရင်းနဲ့အမြဲတမ်းကျွန်တော်တို့ဟာအတူတူထိုင်ပြီးတော့သွားလာမယ်ဆိုရင်မင်္ဂလာမဖြစ်တော့ဘူးအသက်တာထဲမှာမင်္ဂလာမဖြစ်တော့ဘူးလူရင်းသူရှိတဲ့နောက်တစ်ခုထပ်ပြောမယ်ဆိုရင်မင်္ဂလာရှိယေရှုခရစ်တော်ကိုယုံကြည်တဲ့ခံတော်သူဟာနော်တိတ်တရွေးနှုတ်ထားတော်သူဖြစ်တယ်ဟာလေလုယာအာမင်set apart တတ်နော်တီးတန်ခေါ်ထုတ်တော်သူတွေဖြစ်တယ်အဲ့ဒါကြောင့်တရားတော်သူတွေနဲ့နော်လူမှုရေးအရာတော့ပေါင်းတင်လို့ရပြီနဲ့တကယ်ဘဝအတွင်းအရေးပါလာတဲ့အခါမှာသူတို့ကဲလို့ကျွန်တော်တို့ကတွားလို့မရတော့ဘူးတတ်ကျွန်တော်တို့အသက်ရှင်ရမယ်ကျွန်တော်တို့စကားပြောတာလဲတော့သူများနဲ့မတူရဘူးစမဖြင့်ဘုရားတော်မှမသိပဲနဲ့တော့ဘုရားခင်ကိုမကြောက်နဲ့တော့သူတွေနဲ့အတူတူထိုင်ချင်းအတူတူလှုပ်ဆောင်ခြင်းဟာတော့မင်္ဂလာမဖြစ်စေဘူးအဲ့ဒါကြောင့်ဒီနေ့ကျွန်တော်တို့အသက်တာထဲမှာမင်္ဂလာရှိတော့သူတယောက်ဖြစ်နိုင်ဖို့ရတဲ့အတွက်နော်မတရားတော့သူတို့တိုက်တွန်းခြင်းတော့မလိုက်လူစုတို့လမ်းတွေမရက်မနေမချီမဲ့ပြင်ပြုတော့သူတို့အစည်းအဝေး၌မထိုင်တော့သူဟာနော်မထိုင်တော့သူဟာဗာလဲမင်္ဂလာရှိတော့သူဖြစ်တယ်အောက်မှာပြန်ကြည့်တဲ့အခါမှာနော်ပြန်ကြည့်တဲ့အခါမှာပြီးရင်အခန်းငယ်၃ခုပြန်ကြည့်တဲ့အခါမှာအကြောင်းမူကားထူသူတွေခန့်ငယ်နစ်အဆုံးပိုင်းမှာပထမပြည့်တရားတော်နဲ့မွေ့တော်ရဲ့တရားတော်ကိုနိညမပြည့်စုံခြင်းအောက်မိတော်သူတွေမင်္ဂလာရှိတယ်မင်္ဂလာရှိတော်သူရဲ့နောက်လက္ခဏာတစ်ခုကပါလဲဆိုတော့တရားတော်ဖြစ်တဲ့နှုတ်ကပတ်တော်ကို
ni yong nya yong sin chin no tu ha mingala shi de hallelujah jansa de ma kong ji millionaire billionaire ဖြစ်တဲ့သူတွေကိုမင်္ဂလာရှိတယ်လို့မခေါ်ဘူးမတရားသောသူရဲ့တိုက်တွန်းခြင်းတို့မလိုက်လူစုတို့ရဲ့လမ်းတွေမရက်မနေမချီမဲ့မြင်ပြုတော့သူနဲ့တော့အတူတူမထိုင်ဘူးနှုတ်ကပတ်တော်ကိုနိညာမပြတ်စင်ချင်အောင်နေတော့သူဟာမင်္ဂလာရှိတော်သူတွေဖြစ်တယ်။ဒါဆိုရင်ကျွန်တော်တို့အသက်တာထဲမှာနိယောညာယောအတွေးထဲမှာရှိနေတဲ့အရာကဘယ်အရာဖြစ်တယ်လဲ။ဘယ်အရာတွေကကျွန်တော်တို့ကိုလွမ်းမိုးထားတယ်လဲ။စင်ချင်ဖို့လည်းဖြစ်ပါလေ။တခါတခါမှာစိတ်ပွားရေးကအရန်လွမ်းမိုးတယ်။တခါတခါတော့အနာဂတ်ယူနေကိစ္စတွေကလွမ်းမိုးတတ်တယ်။တခါတခါမှာကျွန်တော်မိသားစုပြဿနာတွေကလွမ်းမိုးတတ်တယ်။နော်ဒီနေ့ကိုစင်ချင်တဲ့အခါမှာတခါမှာနှုတ်ကပတ်တော်ကတကယ်နေရာမှာယူပဲနဲ့နေရာမရတဲ့အချိန်တွေရှိတတ်တယ်။နေရောညရောစင်ချင်ရမယ်အတ္တတာထဲမှာစီးစင်းနေရမယ်အရာကနှုတ်ကပတ်တော်ဖြစ်နေဆိုရင်မင်္ဂလာရှိတော်သူဖြစ်လာမှာဖြစ်တယ်။ဟာလေလုယာ။အာမင်။ဒီကျွန်တော်တို့တက်ကိုစင်ချင်ကြရအောင်။ဘယ်အရာကကျွန်တော်တို့ရဲ့တက်တာကိုလွမ်းမိုးနေတယ်မကောင်းတဲ့အကြံစီတွေကလားလောကအရာတွေကျွန်တော်တို့လွမ်းမိုးတဲ့အရာကကိုပဲတည်တယ်အပေါ်ရနာတော့ပြုံးလေးတာနေမယ်ဆိုရင်မတိတာဘူးဒါပေမဲ့အတွင်းထဲမှာကိုလွမ်းမိုးတဲ့အရာတွေရှိတယ်အဲ့ဒီလွမ်းမိုးတဲ့အရာတွေထဲမှာဒီနေ့လုကပတ်တော်ဖြစ်ပါစေဟာလေလုယာအာမင်ဟာလေလုယာအာမင် Facebook မှာအခုနိုင်ငံတကာတဲ့ကိုကြည့်တဲ့အခါမှာအီရတ်ညကောင်းဆောင်ကြည့်ပြီးတော့ဥပဒေပြင်ပေါ်လို့အမေရိကPresident Donald Trump တို့ရုရှားPresident တို့နော်တရုတ်မှာရှိတဲ့ကောင်းဆောင်ကြည့်တွေကိုတက်ပုံတက်ထားတာကျွန်တော်တို့သိရတယ်ဒါပေမဲ့သူတို့မျက်နှာကိုကြည့်တဲ့ကအချင်းချင်းပြုံးကြတာအကြီးနေတယ်ဒါပေမဲ့အတွင်းမှာတယောက်နဲ့တယောက်တတ်ချင်ကြတယ်ဒါပေမဲ့လူတွေမြင်လာတော့အပေါ်ညာပြုံးနေတာဟာသူတို့တွေအစင်ပြေလာပဲစေလို့စစ်ကြတယ်ဒါပေမဲ့အတွင်းထဲမှာဘယ်နည်းတက်သူ့ကိုငါဆော်မလဲနော်အခုစစ်ပွဲတွေအဲ့ဒါတွေအတူတူတာလက်ဆွဲကြတာအချင်းချင်းတော့ခုခံနေကြတာဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့ရဲ့အသက်တာထဲမှာလေလွမ်းမိုးတဲ့အရာတွေကဘယ်အရာကတင့်ကိုလွမ်းမိုးနေတယ်လဲကျမ်းစာကတော့ပြောတယ်နိနဲ့ညနှုတ်ကပတ်တော်ကိုနော်စင်ချင်အောင်နေတော့သူဟာမင်္ဂလာရှိတယ်ယောရှုခန်းကြီးတဲ့အပိုင်နဲ့ရှိသူပြည့်ရဲ့ကျမ်းစာနဲ့ရေးထားတဲ့မြတ်အတိုင်းကျင့်မိမှုစောင့်ရှောက်ခြင်းအလို့မှာကျမ်းစာကိုမဖတ်မရွက်ပဲမနေနေညမှာပြတ်ဖတ်ရှုကြည့်ရှုဖတ်ရရမည်တို့ပြုလေတင်းလေးအကြံထားမြောက်တဲ့အောင်မြင်လိမ့်မည်ဟာလေလုယာအာမင်ယောရှုမစာထဲမှာလည်းနှုတ်ကပတ်တော်ဟာနိရောညရောနော်ဖိုက်ရရမယ်ကျမ်းစာနှုတ်ကပတ်တော်ကနေရာယူလာမယ်နေ့နဲ့ည meditate လုပ်မယ်စင်ကြင်ရင်အကြံထားမြောက်ပြီးတော့အောင်မြင်မယ်စာရန်ကျမ်းထဲမှာဘယ်လိုပြောလဲမင်္ဂလာရှိတော်သူဖြစ်လာမယ်ဟာလေလုယာအာမင်ကျွန်တော်တို့အသက်တာထဲမှာနေ့နဲ့ညစင်ကြင်ဖို့ရန်အတွက်နော်တခြားအရာတွေတဲ့နှုတ်ကပတ်တော်ကအသက်တာကိုနော်အသက်တာကိုလွမ်းမိုးတော့တဲ့ပါဖြစ်ဖို့ဒီနေ့ညအရင်ဦးဆုံးစင်ကြင်ရမယ့်အရာကဘုရားရဲ့စကားဖြစ်ပါတယ်ဘုရားရဲ့စကားထဲမှာကျမ်းစာကဘယ်လိုတုံ့ပြန်တယ်လဲဘယ်လိုအသက်ရှင်စေတယ်လဲဘယ်လိုအချင်းချင်းဒီထဲမှာဘယ်လိုဆက်ဆံရမလဲနော်အသက်တော်ထဲမှာဘယ်လိုကောင်းချီးဖြစ်မလဲဆိုတော့ကျမ်းစာထဲမှာအားလုံးရှိတယ်ရန်သူကိုချီရမယ်အိမ်ကြီးချင်းကိုချီရမယ်နော်မေတ္တာပြရမယ်စသဖြင့်မိနဲ့ညတိအရာဒီပဲစဉ်းစားမယ်ဆိုရင်ဒီနေ့ကျွန်တော်တို့အချင်းချင်းနော်အတင်းပြောမယ့်ချိန်တော့ရှိမှာမဟုတ်ဘူးဟာလေလုယာအာမင်ဆိုတော့ဒီနေ့ဒီအရာလေးတွေကိုကျွန်တော်တို့အသက်တာထဲမှာဆင်ခြင်ဖို့ရဖြစ်ပါနဲ့အဲ့ဒါကြောင့်အဲ့ဒီမင်္ဂလာရှိတော်သူရဲ့အသက်တာကိုအခန်းငယ်3ထဲမှာဒီလိုဘာနဲ့ပြန်ပြီးတော့ခိုင်းနိုင်ထားတယ်လဲဆိုတော့အကြောင်းမူကားသူတို့ဒီနိဗ္ဗာန်မှာစိုက်တဲ့မိမိအချိန်တန်မှာအတေးကိုတည်ပြီးအရွက်မှညှိုးရမ်းတတ်တော့အပင်နဲ့လူကြီးပြုလေတနာလုံး၌အောင်လိမ့်တည်းဟာလေလုယာအာမင်မိန
နာမှာစိုက်တဲ့အပင်နဲ့ခိုင်နိုင်ထားတယ်မြစ်နာမှာစိုက်တဲ့အပင်ဆိုတာကအမြဲတမ်းကြည်တောက်နေနော်ရည်နဲ့နေတဲ့အခါမှာအမြဲတမ်းအဲ့ဒီတစ်ပင်တစ်ပင်မှာလိုအပ်နေတဲ့ရည်တဲ့အမြဲတမ်းသူ့မှာရှိတဲ့အတွက်ကြောင့်အမြဲတမ်းစိမ့်လန်းနေတီးလို့ရတဲ့အပင်မှန်ရင်အချင်းတိုင်းတီးလာဒီနေ့မင်္ဂလာရှိတော့သူအသက်တာမှန်ရင်အချင်းတိုင်းကောင်းခြင်းခံစားရမယ်ဟာလေလုယာတီးတဲ့အချင်းတရင်တီးဟာတီးတဲ့အတီးဖြစ်ပြီးမဲ့အမြဲတမ်းကြီးနော်အတီးတော့မခိုးရပါဘူးတနေ့မှနှစ်ချိန်တီးတဲ့အချိန်ရှိတယ်ဒီမလေးရှားမှာဆိုအမြဲတမ်းစိမ့်ပြီးတော့အပွင့်ရှိတယ်အပင်ရှိတယ်ဒါပေမဲ့တခါလေအတီးမဟုတ်ပါဘူးတီးတဲ့အချိန်လေးသူ့အနေနဲ့သူအထက်ကျရှိတာဖြစ်တယ်ကျွန်တော်တို့တောင်ပေါ်မှာမြန်မာနိုင်ငံမှာဆိုရင်ပင်အတီးတွေဆိုရင်တနေ့မှတစ်ချိန်လောက်ပဲတီးတဲ့အချိန်တော့မှတပင်နဲ့တပင်အတီးတဲ့အချိန်မတူဘူးတချို့ကဇွန်လမှာတီးတယ်တချို့ကမေလမှာတီးတယ်တချို့ကဒီဇင်ဘာလမှာတီးပြီးတော့အရင်အေးချောင်းတဲ့နေရာတွေမှာအတီးတဲ့အပင်တွေရှိတယ်အရင်မိုးရတဲ့မှာမိုးရီကိုခံပြီးတော့အတီးတဲ့အပင်တွေလည်းရှိတယ်သူ့အချိန်နဲ့သူအတီးတယ်အဲ့ဒါကြောင့်မညူးဝမ်းတက်တော့အပင်နဲ့တူတယ်အချိန်တန်မှအဲ့ဒီအချိန်တန်မှဆိုတဲ့စကားအဲ့မှာတန်မှအရေးကြီးတယ်မင်္ဂလာရှိတော့သူမှန်ရင်အချိန်တန်ရင်တေဟာဖယားလို့ကပတ်တော့ကိုနေနေညဆင်ချပြီးတော့မကောင်းတဲ့သူတွေနဲ့အတူတူမတွာလာဘူးမတရားတော့သူတို့တိုက်တွန်းခြင်းနဲ့မှလည်းမပါဘူးလူစုတို့ရဲ့လမ်းတွေလည်းမရက်မနေဘူးမချီမဲ့နဲ့ပြုတ်တော့သူတို့ရဲ့အစည်းအဝေးတိုင်းလည်းမထိုင်ပဲနဲ့ကိုနေနေညနှုတ်ကပတ်တော်ကိုဆင်ချအောက်မိတော့သူမှန်ရဲ့ဗာလဲကျမ်းစာကဗာနဲ့ခိုင်းတယ်အချိန်တန်မှပြီးတော့အပင်နဲ့ခိုင်းနိုင်ပါတယ်အဲ့လိုမျိုးအသက်တာမှရင်အချိန်တန်အhếtပြောင်းပါမယ်ဟာလေလုယာအာမင်ဟာလေလုယာအာမင်အားရစားမလို့ဘူးစိတ်နဲ့ကြစားလည်းမဟုတ်ဘူးကိုယ်ဘက်ကနေတာဝန်ကြီးတယ်ဖယားနဲ့မှန်ကန်စွာသွားလာရင်အချိန်တိုင်းတာတစ်ခုကြည့်တော့တရည်ဟာတီးတဲ့အမျိုးဖြစ်ပြီးမဲ့ကြိုက်တဲ့အချိန်မှာကဲတရည်ပြီးတော့ပြောလို့မရဘူးသူတီးတဲ့အချိန်မှာတော့သူကောင်းလေးအပုံပွင့်ပြီးတော့တီးလာမှာဖြစ်တယ်သူလေးလည်းကောင်းတယ်တင်တဲ့ကျွန်တော်အသက်တာထဲမှာဖယားနဲ့မှန်ကန်လာတယ်နေနေရနှုတ်ကပတ်တော်ကိုစင်ချင်းနဲ့ဆိုရင်ဘယ်လောက်ပဲခက်ဘယ်လောက်ပဲပြဿနာရှိအချိန်တန်လာတဲ့အခါမှာသင်ဟာအတီးပြီးတော့အပွင့်ပြီးတော့အတီးလာမဲ့သူဖြစ်လာမယ်ဟာလေလုယာတချို့ကအတီးပွင့်ခြင်းနဲ့ရောက်ပြီဒါပေမဲ့အတီးခြင်းနဲ့ရောက်ပြီဒါပေမဲ့မတီးနိုင်ဘူးအပင်တော့အရန်လာတယ်တီးမရှိအဲ့ဒါအန်ရရှိတယ်လုပ်တယ်မအောင်မြင်နိုင်ဘူးနော်ကျူးစားတော့အကျိုးမရဘူးဒါလေးကိုစင်ချင်တဲ့အခါမှာကျွန်တော်တို့ရဲ့အသက်တာကိုစင်ချင်တဲ့တုံးတကူမင်္ဂလာရှိတော်သူမှလည်းအချင်းတန်လာတဲ့အခါမှာအချင်းတန်လာဒီချင်းတဲ့ချင်းတော့ရှိလာတယ်ရှိလာတဲ့အခါမှာသင်အတီးမဲ့အမျိုးဖြစ်တယ်ဟာလေလုယာအခုချိန်မှာတော့နော်တီးတဲ့ချိန်မတန်တီးလို့ခဏလေးခံနေရတဲ့အချိန်လည်းရှိကောင်းရှိမယ်ဒါပေမဲ့ချစ်တော်နဲ့ရေပုံမောင်နှမတွေဖယားနဲ့မှန်ကန်စွာသွားလာမယ်နှုတ်ကပတ်တော်ကိုနေ့နဲ့ညစင်ချင်အောက်ပြီးတော့အတိတ်ရှင်လာမယ်ဆိုရင်အချိန်တင့်အနဲ့ကျွန်တော်အနဲ့ရောက်လာမှာဖြစ်တယ်ဟာလေလုယာကျမ်းစာကပြောတယ်နိနာမှာဆိုင်တဲ့မိမိအချိန်လာမှာတီးကိုတီးမယ်တီးတော့အပင်နဲ့တူတယ်ဆိုပြီးတော့ခိုင်းနိုင်ထားတာဖြစ်ပါတယ်ဒီကျမ်းစာကိုကြည့်တဲ့အခါမှာနောက်ပိုင်းကိုကြည့်တဲ့အခါမှာအောက်ပိုင်းကိုကြည့်တဲ့အခါမှာမတရားတော့သူအကြောင်းနဲ့ပါလာတယ်မတရားတော့သူကတော့နော်ဘုရားလည်းမသိနော်နှုတ်ကပတ်တော်လည်းမစင်မချင်းယေရှုခရစ်တော်ကယ်တင်ခြင်းနဲ့ဂရုမစိုက်စိတ်တိုင်းကြအတိတ်ရှင်တော်သူက wicked man လို့ခေါ်တယ်အနည်းကြရင်ရှုံးခြင်းလို့ရောက်တဲ့သူတွေဖြစ်တယ်ယ
ဒီနေ့ကြည့်တဲ့အခါမှာဒီကုန်းချုပ်အနေနဲ့တာရကတစ်ခုကိုပြောမယ်ဆိုရင်ကျမ်းစာထဲမှာနော်အချင်းတိုင်းရင်အတီးတီးလာတဲ့မင်္ဂလာဖြစ်တဲ့ပုံကိုယ်တွေအများကြီးရှိပါတယ်အဲ့ဒီထဲမှာယောသရဲ့အတ္တကိုတစ်ချက်တည်းစဉ်းစားတဲ့အခါမှာနော်မင်္ဂလာရှိတော့အတ္တဖြစ်တာအစမှာတော့ညီကိုမောင်နှမချင်းကရောင်းစားခြင်းခံလိုက်ရတယ်ဘဝမှာတော့ချစ်တော်ညီကိုမောင်နှမတို့တတိထားဆက်တဲ့ပုဂ္ဂိုလ်ကအချင်းချင်းတော့ကျမ်းစာထဲမှာကာယကကာဗလာဆိုတဲ့ဂျောဆက်လည်းပဲသူ့ညီကိုမောင်နှမအရင်ဒီကရောင်းတာနော်ပြဿနာဆိုတာအတွင်းထဲကနေလာတယ်မိသားစုတဲကနေစမယ်တတိထားဆရာဖြစ်တယ်ဒါပေမဲ့ယောသဟာညီကိုမောင်နှမတွေရဲ့နော်ရောင်းစားခြင်းခံတော်လဲပေါ်ဒီပါအင်ကြောင်းတဲ့အခါမှာနော်သူဟာပါလေသစ္စာရှိတယ်နော်အပိနွန်ထဲမှာကြာရောက်နိုင်တဲ့အချိန်မှာသူကရုံးထွက်တယ်ချုပ်ထဲရောက်တယ်ချုပ်ထဲကနေဘုရားတခင်သူနဲ့အတူပါရှိတယ်နောက်ဆုံးမှာအီဂျစ်မှာဝင်ကြီးဖြစ်လာတယ်သူရဲ့တက်တာကိုလူရင်းသူရှင်းတဲ့စင်ချင်တဲ့အခါမှာနော်သူဟာဒီမကောင်းတဲ့အရာကျဲကနေသူကရုံးထွက်တယ်မတရားတော့သူတို့တိုက်တွန်းခြင်းတော့နော်မပါဘူးသူကပြမမှုရအချင်းချင်းနော်ယူဆွေချင်းခါရတယ်အဲ့ဒီတိုက်တွန်းခြင်းတွေမှာသူမပါဘူးဟာလေလုယာရုံးထွက်တယ်လူစုတို့လည်းတော့မရက်မနေဆိုတဲ့အရာကျဲမှာနော်မယုံကြည်သူတွေရဲ့အကျင့်တွေတော့သူမကျင့်ဘူးအာမင်ယုံကြည်သူတဲ့ဘုရားသားသမီးတွေတော့သူအသက်ရှင်နေမချင်မဲ့နေပြုတော့သူအစည်းအဝေးနဲ့မထိုင်ဘုရားသခင်ကမြင်ပေတဲ့သူတွေရဲ့အကြံပေးခြင်းနဲ့မှသူမရှိဘူးနောက်ဆုံးမှာဝင်ချင်းဖြစ်လာတယ်ဒီညမှာစင်ချင်စရာတစ်ခုကပါလဲဆိုတော့အသက်တာထဲမှာဆောင်ရနဲ့ရှောင်ရရှိတယ်ဒီနေ့တင်တဲ့ကျွန်တော်ဆောင်သွားရမယ်သွားတဲ့နေရာတိုင်းမှာဆောင်ရမယ့်အရာတွေကပါလဲဆိုတော့ဒီလိုမျိုးသစ္စာရှိခြင်းတွေဖြစ်တယ်အာမင်ဟာလေလုယာအာမင်တော့တက်ကသူသွားတဲ့နေရာတိုင်းမှာနော်ဆောင်စရာလေးတွေဆောင်ပြီးတော့နော်ဟောရှောင်စရာလေးတွေလည်းသူရှောင်ပါတယ်ဂျန်ကြီးကလည်းပဲနော်ဒါကြီးကရဲ့ကောင်းကြီးရခြင်းကိုပဲတစ်ခါလေးကြော်ပြီးတော့သွားကြည့်ပြီးတော့အားကြဖို့မဟုတ်သေးဘူးသူကဒီလိုမျိုးမင်္ဂလာဖြစ်ဖို့ကောင်းကြီးရဖို့ရတဲ့သူရဲ့အစပြုတဲ့အသက်တာဟာနော်ဘယ်လိုအသက်တာမျိုးလဲဘယ်ရင်နာတော်မှာစားပိုင်ခွင့်ရှိတယ်တောက်ပိုင်ခွင့်ရှိတယ်အခွင့်အရေးရှိတယ်ဒါပေမဲ့အဲ့ဒါတွေကိုသူကရှောင်ပြီးတော့နော်စောင့်တဲ့တစ္ဆာရှိခြင်းတွေကိုနော်ပါလာတဲ့အခါမှာစားလူအနေနဲ့စားခြင်းဆရာလေးတွေစားပွဲစားလို့အရန်ကောင်းတောက်လို့အရန်ကောင်းတဲ့အရာလေးတွေကိုနော်ရှောင်ပြီးတော့နော်သူကနှုတ်ကပတ်တော်နဲ့ညီသွားလာတဲ့အခါမှာနောက်ဆုံးမှာသူအားဖြင့်နော်အရာဘုန်းတော်ထင်ရှားတော့အသက်တာအထိရောက်သွားတာဖြစ်ပါတယ်ဟာလေလုယာအာမင်ဒါညီလာဒီမကောင်းတဲ့အကြံစီမထီမဲ့မြင်ပြုတော်သူတို့အစည်းအဝေးတိုင်းမှာထိုင်ဖယားတကူမြင်ပေတော့သူတို့နဲ့သူရောပြီးတော့နော်အသက်မရှင်ဘူးအသက်တာအပိဖယားတခင်ကူမတိပဲနဲ့နော်မယုံကြည်တော့သူကဲအကျင့်စာရိတ္တသူအသက်မရှင်ဘူးတောက်ပါစားပါပြောတယ်သူလည်းမခံဘူးအာမင်အဲ့ဒီအရာတွေကသူ့ရဲ့အသက်တာကိုမင်္ဂလာဖြစ်စေတဲ့အသက်တာဟာလေလုယာအာမင်ခဏလေးတော့ခင်ခဲတယ်နော်ဒုက္ခတွေအများကြီးကြုံတယ်ဒါပေမဲ့မင်္ဂလာရှိတဲ့အချိန်တန်လာတဲ့အခါမှာဘုရားကတူနဲ့အတူပါရှိသူအားဖြင့်နော်ဘာဖြစ်လို့တန်တဲ့ခံလို့ပါဒါအရင်ကကိုယ်ကိုယ်ရတဲ့ခဲဆိုပြီးတော့နော်ဘုရားကပုံတော်ထင်ရှားတယ်အသက်တာထိဘုရားကမင်္ဂလာဖြစ်စေတယ်ဟာလေလုယာအဲဒါကြောင့်ကျွန်တော်တို့ရဲ့တက်တာထဲမှာဒီစာလနံပါတ်1ကိုစင်ချင်နှလုံးသွင်းရင်နဲ့နော်မင်္ဂလာရှိတော့အသက်တာဖြစ်နိုင်ဘူးညာမကောင်းတဲ့အရာတွေကိုရှောင်နေမတရားသူတို့တိုက်တွန်းခြင်းတို့မပါတော့ဘူးလူစုတို့ရဲ့အလံတွေမရက်မနေဘူးမချင်မဲ့မြင်ပြုတော့သူတို့အစည်းအဝေးနဲ့မထိုင်မဲနဲ့နေညလောကပတ်တော်ကိုစင်ချင်တော့သူအသက်တာဖြစ်ရဲ့အချိန်တိုင်းရင်ဒီတော့အပြင်ပြေလို့ကောင်းကြီးခံစားတော့ဖြစ်တယ်မင်္ဂလာရှိတော့အသက်တာဖြစ်လာမယ်ဆိုတာဟောအပိတိုက်တွန်းခြင်း